ဒီကဘီလိုရိုက်လို့မရဘူးအခုကတော့ကျွန်တော်တို့စောစောမိုဘိုင်းဘန်ကောက်3နှစ်ပြည့်အထိမ်းအမှတ် step party လုပ်ဖို့အတွက်ကျွန်တော်တို့ငှားထားတဲ့နေရာကိုရောက်နေတာဖြစ်ပါတယ်ဒီချမ်းပေါ့နော်ကျွန်တော်တရက်အတွက်ကိုမြန်မာငွေနဲ့ဆိုရင်65သိန်းလောက်ပေးပြီးတော့မှငှားထားတာပါဒီမှာဘာ facility တွေပါလဲဆိုတာကိုကျွန်တော်လိုက်ပြပေးပါမယ်ဒီမှာတော့ကျွန်တော်တို့ပင်လယ်ကြီးပါဒီမှာဒါကတော့ပင်လယ်ကြီးပါပင်လယ်ကြီးကိုတရက်တာအပိုင်ရမှာဖြစ်ပါတယ်ဒီမှာတော့ချင်းကစားလို့ရတယ်သူတို့ဟိုမှာဒန်းလေးတွေရှိတယ်လေတွေလည်းထားပေးထားတယ်โอเคဒီဘက်မှာကြတော့ကျွန်တော်တို့ညဘက်ကျရင် step party လုပ်ဖို့အတွက်နေရာတွေစီစဉ်ပေးထားတာဖြစ်ပါတယ်ဒီဥစ္စာကတော့ဒါကျွန်တော်တို့အားလုံး access လုပ်မဲ့ဒီတချင်းတွေပါတွေဆိုမဲ့ဗီလီယက်တွေပါထိုးမဲ့နေရာပါဒီမှာတော့ဘီလီယက်ထိုးလို့ရမယ်ခောက်ဆွဲပြုတ်တွေအေးတွေပဲတောက်မယ်ဒီမှာကျွန်တော်တို့ဂိမ်းနေမလားရုပ်ရှင်ကြည့်မလားဒီမှာဒီမှာ3ယောက်အိတ်ခမ်းတစ်ခမ်းပါတယ်ဘိုးဘမှာထမင်းစားကန်းလားမသိဘူးတခုရှိတယ်ကျွန်တော်လည်းအခုမှရောက်တာဆိုတော့ကျွန်တော်လည်းတစ်ခါလေးလိုက်ကြည့်လိုက်တာပေါ့နော်ဒါလည်းဒီလိုမျိုးထမင်းစားကန်းလို့လည်းပြောလို့ရတယ်အစည်းအဝေးခန်းပုံစံမျိုးလည်းလုပ်လို့ရတယ်ဒီလိုခန်းတစ်ခန်းပါမယ်ဒီခန်းမှာဒါကတော့ common access တွေပေါ့နော်ပြောရပြီဆိုရင်အိတ်ခန်းလေးတွေကိုလိုက်ပြပေးမယ်ဒါတော့ကျွန်တော်တို့မိသားစုနေဖို့အတွက်ရွေးလိုက်တဲ့အခန်းမှာဒါ6ယောက်ခန်းမှာရေကူးကန်ရှိုးတွေရှိမယ်ဟိုမှာကတော့ဒါဆိုင်ကကလေးတွေသူတို့တစုဒီတစ်ခန်းစီတဲနေတာပေါ့နော်ဟိုဘက်မှာမန်နေဂျာတွေနေတဲ့အခန်းလိုက်ပြအောင်ဒီကဘီလိုရိုက်လို့မရဘူးဘီလိုရိုက်လို့မရဘူးအင်ဂျီလန်နေကြပါလေရိုက်လို့အဲ့တော့ဒီမှာ2ယောက်ခန်းလေးတွေ3ယောက်ခန်းလေးတွေကဒီဘက်မှာအများကြီးပဲထပ်ရှိတယ်ဒီဥစ္စာကစုစုပေါင်းလူအယောက်50နီးပါးနေလို့ရတယ်လို့ပြောတယ်ဒါကျွန်တော်တို့ကတော့35ယောက်ပဲပေါ့နော်အခန်းတွေကတော့အများကြီးတော့အဲ့ရတွေကတော့ပို့နေတာပေါ့စောစောမိုဘိုင်းရဲ့မင်းသားမင်းသမီးလေးတွေပါဒီမှာတော့ဒါအခန်းလေးတွေပါဒီဘက်ကအခန်းလေးတွေကလည်းအရမ်းမိုက်တယ်အကုန်လုံးကပင်လယ်ကြီးကိုအိတ်နေနေကြည့်လို့ရတဲ့အခန်းလေးကြီးပဲဒီမှာလည်းအခန်းတွေရှိတယ်ဒီမှာလည်းအခန်းတွေရှိနေပါသေးတယ်တခန်းကို4ယောက်တွေ6ယောက်တွေနေလို့ရတာအခန်းကြီးတွေအကြီးကြီးတွေပဲအခန်းလေးတွေလည်းပြလိုက်အခန်းလေးတွေရိုက်ပြလိုက်ဒါတော့မော်တယ်ပါမိုဘိုင်းရဲ့ထွိုက်လက်လေးရတယ်လာတယ်တော့ရိုက်ပြလိုက်ထွိုက်လက်လေးတော်မိုက်တယ်ညာဘိုင်းဆိုရင်ပိုတော်လောက်အောင်ပဲသူတို့မီးတွေဆင်ထားတာတွေအများကြီးပဲမိုဘိုင်းဆိုတာအလုံးနေရတဲ့နေရာတစ်ခုတည်းမဟုတ်ဘူးဆိုတဲ့ခံစားချက်မျိုးရဖို့အတွက်အောင်မြင်လာပြီဆိုရင်ကျွန်တော်တို့ကဝေမျှတက်တဲ့အလေးထားကိုပြကျင်တဲ့အတွက်ကျွန်တော်ဒီလိုမျိုးခီးတွေကိုတစ်နေ့တစ်ချိန်အမြဲတမ်းစီစဉ်ဖြစ်ပါတယ်ဗီဒီယိုလေးကိုကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့စောစောနိုင်မှာစောစောမိုဘိုင်းရဲ့ဖောင်တာပါ